အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်ရဲ့တင်နန်းသားတွေကိုစပိန်ရထားကြီးစီးပြီးတော့ရန်ကုန်မြို့ကြီးမှာ passport လုပ်ပြီးရင်းနဲ့လက်ပတ်ဖြစ်ခဲ့ပါတယ်အခုကတော့တောင်ဘူတာကြီးမှာရထားဆောက်နေတာပဲဖြစ်ပါတယ်ရထားကတော့စိုက်ပါပြီခင်ဗျာရထားရက်ချိန်က3မိနစ်ပဲရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြေးလွှားပဲတက်ခဲ့ရပါတယ်I don't wanna break this. We're living in the moment. We're living in the moment. Your head is on my shoulder, but we're getting older. Baby, it's you and I. You and I. Yeah, we're stars in the sky. Oh, you and I. Yeah, we're stars. ကျွန်တော်တို့ပုံမှန်ကားနဲ့သွားနေကြတယ်မတူပဲရထားနဲ့သွားရတဲ့ fight လေးကလည်းစိတ်ကိုတော်တော်လေး relax ဖြစ်စေရဲ့ဗျLast night, you can't do it peacefully. We won't go without a fight. So when I go, I know you'll follow me. I don't want slamming doors. No, no, just wait and see. You'll feel it naturally. There's no one else I see. I know you'll follow me. I don't want to take this. I don't want to break this. လူကြောင့်လေးဘူတာမှာရန်ကုန်ဘူတာတို့တထားမောင်းနေတဲ့15မိနစ်ကြာမြင့်မှာဖြစ်ပါရဲ့ရှင်။ကျွန်တော်တို့ရန်ကုန်ဘူတာကြီးကိုတော့ရောက်ပါပြီ။တောင်ကနေရန်ကုန်ကိုရထားနဲ့လာမယ်ဆိုရင်တော့3နာရီနဲ့40မိနစ်တာကြာပါတယ်ခင်ဗျာ။စိုက်တော့အားလုံးလည်းပိုက်ဆံနေကြတာနဲ့ရန်ကုန်ဘူတာကြီးနီးနားမှာရှိတဲ့ဘူကျုံစီမှာနေ့လည်စာသွားစားကြပါတယ်စားမယ့်ဆိုင်ကိုတော့ရောက်ပါပြီ။ဆိုင်လေးကတက်တက်ရဲရဲလေးနဲ့အစားအသောက်လေးတွေကလည်းတော်တော်ရတာရှိရဲ့ဗျ။စားမိပြီးတော့ကျွန်တော်တို့ဖွဲ့ fast food သွားလုပ်ခဲ့ကြပြီးဟိုတယ်မှာခဏနားခဲ့ကြပါတယ်။ညရောက်တော့ကလေးတွေကချွေတကုံဖူးကျင်လာကြောင်းအဖွဲလိုက်ဖျားကိုထွက်လာခဲ့ကြပါတယ်ဗျညီမရဲ့ချွေတကုံလို့ပြောရလောက်အောင်ချွေတကုံဖျားရဲ့ရကင်တပ်ပယ်မှုကတော့အမခံမဲ့ဗျညတို့ဖွဲ့လည်းဖျားပေါ်လက်ပဲရင်ချွေတကုံဖျားရဲ့ညာလာမှာမင်းတက်ရင်ဖျားရှိဖို့ရဲ့နောက်ဟော်တယ်ကိုပြန်ပြီးနားခဲ့ကြပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့တနေ့တာလေးကတော့ကုန်ဆုံးသွားခဲ့ပါတယ်ခင်ဗျာနောက်တစ်ရက်မနက်မှာတော့ကလေးတွေကစားကွင်းသွားရှင်လာကြောင်းပြည်သူရင်ဖြင့်နဲ့ Happy Walk ကိုလိုက်ပို့ပေးခဲ့ပါတယ်ဒါကတော့တတိခဲလေးတွေတရေအိမ်မဝင်ခင်မှာပြန်ထွက်လာတဲ့အခါမှာတော့
注意混账的。ကျွန်တော်တို့ဖွဲ့ကစားနည်းဆောင်ကစားခဲ့ကြပြီးတဲ့နောက်မှာတော့တောင်ကုန်ပြန်မဲ့ယထာကနီးလေယထာဖြစ်တာကြောင့်ဟိုတယ်ကအထောက်အကူတွေယူပြီးရန်ကုန်ဘူတာကြီးကိုပြန်ထွက်ခဲ့ကြပါတယ်။တို့ရဲ့ပျော်ရွှင်စရာရန်ကုန်ခီးစဉ်လေးကတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်တို့ကိုအမြဲကြည့်ရှုအားပေးနေတဲ့တယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။အားလုံးပဲတတား